အားလုံးပဲမင်္ဂလာပါဗျဖူဘောတေးမြန်မာ YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဇူလိုင်လ10ရက်နေ့ည10:00နာရီခွဲမှာကစားမဲ့ကမ္ဘာ့ဖလားပွဲ Round of 32ပွဲစဉ်ပထမဆုံးပွဲအဖြစ်အင်္ဂလန်နဲ့ဒီယာကွန်ဂိုတို့ပွဲစဉ်ကိုခံမှန်းပေးတော့မှာဖြစ်ပါတယ်အချက်ကြီးဖွင့်လှစ်မှုကတော့အင်္ဂလန်ကနေဘော်ဒီကိုတစ်လုံးရှုံးနဲ့နှစ်သင်းပေါင်းတွင်ကိုနှလုံး၈သိန်းရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ9အောက်သွားမယ်လို့ခံမှန်းပေးချင်ပါတယ်နောက်ပွဲစဉ်ဇူလိုင်လ2ရက်နေ့မနက်2နာရီခွဲမှာကစားမယ်ကမ္ဘာ့ဖလားပွဲ Round of 32ပွဲစဉ်အဖြစ်ဘယ်ဂျီယန်နဲ့စီနီဂေါတို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့ဘယ်ဂျီယန်ကနေပေါ်ဒီကိုတရေ60ရှုံးနဲ့နှစ်သင်းပေါင်းတွင်ကိုနှလုံးရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်။ကျွန်တော်ကတော့ဒီပွဲမှာလည်းကိုပေါ်မယ်လို့ခံမှန်းပေးချင်ပါတယ်။ရာသာတို့ရဲ့ခံမှန်းရလက်ကိုပုံမှန်မှာမှန်တော်ကြလို့ရပါတယ်ဗျ။နောက်ထပ်ပွဲစဉ်အဖြစ်မနက်6နာရီခွဲမှာကစားမယ်ကမ္ဘာ့ဖလားပွဲ Round of 32ပွဲစဉ်အဖြစ် USA နဲ့ Bosnia တို့ပွဲစဉ်ကိုခံမှန်းပေးတော့မှာဖြစ်ပါတယ်။အာရှကြီးပွင့်လင်းမှုကတော့ USA ကနေဘော်ဒီကိုတစ်လုံး55ရှုံးနဲ့နှစ်သင်းပေါင်းတွင်ကို360နိုင်ဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်။ကျွန်တော်ကတော့ဒီပွဲစဉ်မှာ USA ကအနိုင်ဆုံး2-9နဲ့နိုင်သွားမယ်လို့ခံမှန်းပေးချင်ပါတယ်။အချိန်ကြီးအများကြီးပြောင်းလဲများလဲရှိနိုင်ပါတယ်ပရာသာတို့ရဲ့ခံမှန်းရလက်ကိုလည်းကွန်မန့်မှာမှတ်သွားကြလို့ရပါတယ်ဗျအကယ်၍ကျွန်တော်ခံမှန်းပေးတာသဘောကျကြတဲ့ရင်ကျွန်တော် channel ကို like and subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ်နောက်ထပ်ပွဲစဉ်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါဗျ